ဘုရားရှင်ကိုယ်တော်တိုင်ဖွင့်ဆိုခဲ့သောအထက်ကရာများရှိပါသလားလို့ဆိုမြတ်စွာဘုရားဖွင့်တဲ့အထက်ကရာလို့ဆိုတာရှိတယ်မှန်ကတော့နော်ပကိဏကဒေသနာလို့မှတ်တမ်းတင်ကြတယ်ပကိဏကဒေသနာဆိုတာသုတ်တန်နေဥမှာဒီမြတ်စွာဘုရားကမရှင်းလင်းမဲ့ဟောတာရှိပါမရှိလားရှိလေဓမ္မစကြာမှာပဲကြည့်ကတမသတံဘိက္ခွေဒုက္ခသမုဒိဒုက္ခံအရိယသစ္ဆံဆိုပြီးတော့ဒါရှင်းတာပဲလေမြတ်စွာဘုရားရှင်းတာဒီလိုမေးခွန်းတွေထုတ်ပြီးတော့ဘုရားကရှင်းသွားတာအဲ့ဒါအထက်ကရာသဘောပဲနော်အထက်ကရာသဘောအခုခေတ်ပုံစံနဲ့အထက်ကရာတော့မဟုတ်ဘူးစကားလုံးအဓိပ္ပာယ်ကိုရှင်းပြတဲ့အထက်ခေါင်းစည်းလေးတွေပေးပြီးတော့မြတ်စွာဘုရားအဲ့ဒီခေါင်းစည်းလေးတွေရဲ့အဓိပ္ပာယ်အခြေရုပ်ဟောသွားတာထို့သုတ်တန်တွေမှာလည်းပဲဒီလိုဟောသွားတာတွေအများကြီးရှိတယ်ဘုရားကစနစ်အမတန်မှကြားတယ်ပထမအောက်လိုင်းလေးပေးလိုက်တယ်အောက်လိုင်းလေး chist လေးပေးပြီးတဲ့အခါမှာတစ်ခုစီရှင်းပေးသွားတယ်လူလေးသေးမရှိအောင်ရှင်းပေးသွားတယ်နောက်ဒီတဲ့ထင်ရှားတာတော့သုလနေရိတအထက်ကထာမှာသုလနေရိတပါဠိတော်မဟာနေရိတပါဠိသုလနေရိတပါဠိဆိုတာအဲ့ဒါအထက်ကထာတွေပဲပါဠိလို့ခေါ်တဲ့အထက်ကထာတွေပဲအဲစကားလုံးတွေအကုန်ရှင်းသွားတာအကြံမရှိအောင်ရှင်းသွားသို့တော့ရေးသားပုံစတိုင်ကတော့ပြောင်းလာတယ်ရှင်မဘုရားကောသတို့ရေးတဲ့စတိုင်နဲ့အဲ့ဒီစတိုင်မတူဘူးနော်အထက်ကထာခေါ်လာသူကစကားလုံးကို grammatical point ကရှင်းတာများလာရှင်မဟာဗုဒ္ဓဂေါသတို့လက်ထက်ကြတော့ grammatical point ကိုရှင်းတာမြတ်စွာဘုရားလည်းကြည့် grammatical point ကရှင်းတာရှိတယ်ကြည့်ခေစနိယတုတ်မှာခန္ဓာ၅ပါးရဲ့အဓိပ္ပာယ်ကိုရှင်းတဲ့အခါတန်ယုဒ္ဓနိကေမှာခေစနိယတုတ်ဆိုတာရှိတယ်နော်မြတ်စွာဘုရားကိုယ်တိုင်ကကတမန်စတံပိဘာကြောင့်ယုတ်လို့ခေါ်တယ်လဲပေါ့နော်ဘာကြောင့်ယုတ်လို့ခေါ်တယ်လဲဆိုတော့ရုပ်ပတိတိခေါ်ဘိက္ခဝေတတ္တမရူပန္တိဝုစတိစာဒါ definition ပဲဘုရားကိုယ်တိုင်ဖွင့်ပေးတဲ့ definition ပဲရုပ်ပတိပြောင်းလဲသွားတတ်ဣတိတတ္တမထို့ကြောင့်ရူပံကိုယောဝစတိစွာရုပ်ပတိတိခေါ်ဘိက္ခဝေရူပန္တိဝုစတိနောက်ဝေဒနာလည်းရှင်းတာပဲဝေဒယတိတိတင်ညာလည်းရှင်းတာပဲသင်္ခါရလည်းရှင်းတာပဲဝိညာဉ်လည်းရှင်းဘုရားကိုယ်တိုင်ပေးတဲ့ definition ကိုပဲယူပြီးတော့ရှင်းမောက်ဒီအထက်ကရာဆရာတွေသုံးကြတာပဲအဲ့တော့ဘုရားကိုယ်တိုင်အဲ့ဒါလို့ရှင်းပြီးတော့ဖွင့်သွားတဲ့အဓိပ္ပာယ်တွေအများကြီးရှိတယ်တန်ရုပ်ပါဠိတော်တွေမှာအများကြီးရှိတယ်နော်အဲ့တော့ဒါတွေဟာပါဠိတော်လို့မြတ်စွာဘုရားရဲ့စကားအနေနဲ့ပါဠိတော်လို့ဒီလိုသတ်မှတ်လိုက်ပေမဲ့လို့အထက်ကရာသဘောတက်ရောက်တဲ့ပါဠိတော်တွေပဲဆိုတော့မြတ်စွာဘုရားလက်ထက်ကဘုရားရှင်ကိုယ်တိုင်ဖွင့်ဆိုသောအထက်ကရာများရှိပါသလားလို့ဆိုခဏိခေတ်စတိုင်မဟုတ်ဘူးရှိတယ်ဘုရားကိုယ်တိုင်စကားလုံးတွေကိုရှင်းပေးခဲ့တယ်ဆိုတာဒါအထက်ကရာပဲပေါ့နော်ခေစနိယတုတ်မှာရှင်းထားတာရှိတယ်တခြားတုတ်တန်တွေမှာလည်းပဲအများကြီးရှိတယ်ဓမ္မစကြာတုတ်မှာလည်းရှင်းတာပဲလေတစ်ခုစီရှင်းသွားကြည့်တမ္မာဒိဋ္ဌိဆိုတာဘာလဲဒုက္ခေညာဏံဒုက္ခသမုဒယညာဏံဒါတမ္မာဒိဋ္ဌိရှင်းတာပဲလေဘုရားရဲ့အထက်ကရာပဲပေါ့အဲ့ဒါကြောင့်မလို့ဒီပကိဏကဒေသနာကိုပဲအထက်ကရာလို့ခေါ်တယ်တချို့ကအဲ့ဒီသဘောကိုနားမလည်တဲ့အခါဟိုထက်ကရာတွေကနောက်မှရေးတာလေးစားစရာမလိုဘူးလို့ဟိုမသိရွယ်နဲ့ရှောက်ပြောတဲ့လူတွေကလည်းအများကြီးပဲခုခေတ်မှာနော်အထက်ကရာကိုအနှောင့်တောင်ကုံအောင်မဖတ်ဘူးပဲနဲ့ဟိုထက်ကရာတွေကမှားတယ်လို့ဘာလို့ပြောရတော့တော်တော်တတိကောင်းတဲ့လူပဲကဘာမှာဟီးရိုးပွဲပေးဖို့ကောင်းတာနော်ဟိုဒီအထွဲတွေကစာမပြောနဲ့သူကအနှောင့်တောင်မဖတ်ဘူးပဲနဲ့ဒီပြောရတဲ့တတ္တိကနေတဲ့တတ္တိမဟုတ်ဘူးနော်အနှောင့်လေးတွေတောင်ကုံအောင်မဖတ်ဘူးထက်ကရာစာအုပ်ကိုအနှောင့်ကလေးလောက်တောင်ဖတ်ထားဖို့တော့လိုသေးတာပေါ့နော်အဲ့ဒါလိုတောင်မဖတ်ဘဲနဲ့သူတို့ကအထက်ကရာတွေမှားတယ်လို့ပြောနိုင်တာတို့နောက်မှရေးတာလို့လုံးရိုက်တာတော့ဒါတော့မကောင်းတဲ့ဟာပဲပေါ့နော်ဒါဒီပုဂ္ဂိုလ်ရဲ့အရေးချင်းကိုဖော်ပြရရောက်သွားတာပဲဒါကတော့တရားမျိုးမပြောသင့်ဘူးပေါ့နော်မြတ်စွာဘုရားဒီအထက်ကရာဆိုတာ tradition လို့ခေါ်တယ်အစဉ်အလာဘုရားလက်ထက်ကလေးကနေပြီးတော့ဖွင့်ဆိုရှင်းလင်းလာခဲ့တာရှင်အနန္ဒာစီသွားမိရင်ရှင်အနန္ဒာရှင်းပေးတယ်ရှင်သာရိပုတ္တရာစီသွားမိရင်ရှင်သာရိပုတ္တရာရှင်းတယ်ဘုရားကအတူချုပ်ပြောသွားတာတွေဆိုရင်နောက်ကိုယ်ရှင်းပေးတယ်ရှင်မကိစ္ဆန္ဒဆိုတာအဲ့လိုရှင်းပြီးတော့ပြောတဲ့နေရာမှာသူကဣတရက်ဘွဲ့တောင်ရတာပဲလေထူးချွန်သုတ်တန်နေမှာအများကြီးရှိပါတယ်မြတ်စွာဘုရားကမရှင်းမဲ့နဲ့သွားရင်သူတို့လိုက်ရှင်းပေးရတယ်
ရှင်းပေးတဲ့အခါဘုရားစီပြန်မေးတယ်မေးတော့အေးငါအရှင်းခိုင်းလေဒီတိုင်းပဲရှင်းမှာပဲဆိုပြီးတော့အတိပြုပေးတယ်အဲ့လိုသုတ်တန်နေအများကြီးရှိပါနော်စာပေထဲမှာအဲ့တော့ထက္ကရာဆိုတဲ့ဟာလည်းပဲဘုရားလက်ထက်ကတည်းကဖွင့်ဆိုလာတဲ့ဟာတွေဖြစ်တယ်လို့ဒီလိုပဲမှတ်ယူရပါတယ်နော်